လောကမှာသစ္စာဟာအစွမ်းတကူအမတ္တမထက်လူတွေကသစ္စာဆိုတာအမတ္တမနည်းကြတကယ်ကိုယ့်အကိုသစ္စာဆိုပြီးတော့ကိုလိုချင်တဲ့အရာတစ်ခုကိုတောင်းလို့ရှိရင်သစ္စာရဲ့စွမ်းအားဟာရှိတယ်မယုံရင်တော့လုပ်ကြည့်ပေါ့နော်တခါတည်းနဲ့တော့ရချင်မှရမှာပေါ့ဘာဖြစ်လို့လဲဆိုသစ္စာစကားဆိုတာမှန်ကန်မှုလဲလိုအပ်တယ်မှန်ကန်ကန်လဲဆိုရမယ်စိတ်စွမ်းအားတွေအလုံးအသုံးချပြီးတော့လုပ်ဖို့လိုအပ်တယ်အဲ့ဒီမှာသစ္စာဆိုပုံဆိုနည်းကသစ္စာဆိုတာမှန်တာကိုပြောတာကိုယ့်ဘာကိုယ်လည်းသစ္စာဆိုလို့ရတယ်ကိုယ့်ဘာကိုယ်ဆိုရင်အမှားရှိခြင်းရှိနေမယ်ဒါကြောင့်မို့ယရဏသုံးပါးနဲ့ပတ်သက်တဲ့သစ္စာဆိုပုံကိုယရဏတုတ်ကနေယူပြီးတော့နတ်ခင်းမှာသစ္စာဆိုနိုင်အောင်လို့ဒီခါရလေးတွေဒီမှာထည့်သွင်းထားတယ်ဒါမနဲ့မိုးတော့အိယာကထလာလို့ရှိရင်လောက်ရမယ့်အလုပ်ကလေးတွေပဲနော်အလုပ်သွားပြီတခုလုပ်ငန်းကင်တာတွေလုပ်ပြီဆိုလို့ရှိရင်အခုလိုသစ္စာလေးဆိုဖို့လို့သစ္စာဆိုတာကိုယ့်အတွက်တည်းမဟုတ်ဘူးကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်ပါအကုန်ပါရှိလေယံကိစီဝိတံဣဒဝါဟုရံဝါတကေတုဝါယံရတနံပဏိတံနာနောတမံအဋ္ဌိတထာဂတေနဣရံပိဗုဒ္ဓေရတနံပဏိတံဣတေနသစ္စေနသောတိဟောတုဣဒံပိဓမ္မေရတနံပဏိတံဣတေနသစ္စေနသောတိဟောတုဣဒံပိတံငေရတနံပဏိတံဣတေနသစ္စေနသောတိဟောတုဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးသစ္စာဆိုပုံလေးကိုကြည့်ဗမာလိုအဓိပ္ပာယ်ကလည်းရှင်းရှင်းပဲယံကိစီဝိတံဣဒဝါဟုရံဝါတက္ခေတုဝါယံရတနံပဏိတံဒီလိုဆိုလို့အဲ့တော့ယံကိစီဝိတံလောကမှာနှစ်သက်စရာကောင်းလာတဲ့ပစ္စည်းဥစ္စာတွေဒီလူပြေမှာရှိတဲ့ဟာရောတခြားလောကမှာရှိတဲ့အရာတွေရောနော်နတ်ပြည်တွေမှာရှိတဲ့အရာတွေရောလောကမှာယရနာတွေဟာကဘာမှာရှိတယ်ယံကိစီဆိုရှိသမျှယရနာတွေအားလုံးအနှစ်သာရယရနာတွေအားလုံးနာနောတမံအဋ္ဌိတထာဂတိနာမြတ်စွာဘုရားဆိုတဲ့ယရနာနဲ့တူတဲ့ယရနာလောကမှာမရှိပါဘူးလူတွေပိုင်ဆိုင်ကြတဲ့စိတ်ပဲဖြစ်ဖြစ်ရွှေပဲဖြစ်ဖြစ်ငွေပဲဖြစ်ဖြစ်နော်ကြောက်တံပရမများတွေပဲဖြစ်ဖြစ်အဲ့ဒီယရနာတွေမြောင်များစွာရှိကဘာမှာရှိတဲ့ဒီယရနာတွေရဲ့တန်ဖိုးဟာမြတ်စွာဘုရားတည်းဟူသောယရနာကိုမမှီပါဘူးလို့ဒီလိုဆိုလိုတာအဲ့ဒါဟာမှန်ကန်သောစကားတစ်ခုဖြစ်တယ်နာနောတမံအဋ္ဌိတထာဂတေနဣဒံပိဗုဒ္ဓေရတနံလောကမှာရှိတဲ့ယရနာတွေထက်ပိုပြီးတော့ထူးမြတ်တဲ့ယရနာနှစ်သက်စရာကောင်းတဲ့သီလသမာဓိပညာဆိုတဲ့ဒီထူးခြားတဲ့တန်ဖိုးရှိလာတဲ့တရားတွေမြတ်စွာဘုရားတဏ္ဍာမှာရှိတယ်တရားမှာရှိတယ်သံဃာမှာရှိတယ်အဲ့ဒီမှန်သောစကားကိုဆိုရသောကြောင့်တတ္တဝါတွေချမ်းသာကြပါစေလို့ဟောဒါသစ္စာဆိုပြီးတော့မေတ္တာပွားတဲ့နည်းပဲအဲ့တော့နည်းနည်းမိုးတော့အလေးရောက်တဲ့အခါကျတော့ကိုယ့်အတွက်တမကဘူးအများတတ္တဝါတွေအတွက်ပါသစ္စာဆိုပြီးတော့မေတ္တာပွားတာအလွန်ကောင်းတဲ့အလုပ်တစ်ခုပဲပေါ့နော်အဲ့တော့အလွန်ကောင်းတဲ့တစ်ခုကမှန်မှန်ကန်ကန်လုပ်သွားမယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရမှာဒါနည်းနည်းပိုင်းမှာဒီလိုလုပ်ဖို့အတွက်ရှေးဆရာတော်ကြီးတွေကထို့ပါဠိတော်တွေကနေထုတ်လုပ်ပြီးတော့ဒီလိုရေးသားခဲ့ကြတာဖြစ်တယ်ဟောဒါကြောင့်မလို့နေ့စဉ်နဲ့အမျှကောင်းကျိုးချမ်းသာတွေကိုလိုချင်တယ်တဏိတာဖြတ်တန်းတဲ့အခါမှာနာနေပိုင်းမှာကောင်းကျိုးချမ်းသာတွေရချင်တယ်နေ့လယ်ပိုင်းမှာကောင်းကျိုးချမ်းသာတွေရချင်တယ်ညနေပိုင်းမှာကောင်းကျိုးချမ်းသာတွေရချင်တယ်ဆိုဒီဟာကိုလိုက်လာချ